ဓားမြောင်တွေနဲ့သွေးစွန်းခဲ့တဲ့လက်ထဲမှာကျန်းစာအုပ်ဘလို့ရောက်လာခဲ့တယ်လေဒီနေ့ကျွန်တော်ဖတ်လိုက်ရတဲ့တကယ်ဖြစ်ရမှန်ဇလန်းလေးတစ်ပုဒ်ကနေခွန်အားတွေအများကြီးရသွားလို့ပြန်လည်ဝေငှပေးချင်ပါတယ်တကူ90ပြည့်လွန်နှစ်များနယူးယောက်မြို့ရဲ့အမောင်ထုထဲမှာအဲ့ဒီတုန်းကနယူးယောက်မြို့ရဲ့လမ်းမတွေပေါ်မှာအကြောက်ရဆုံးလူတစ်ယောက်ရှိခဲ့ဘူးတဲ့သူ့နာမည်က Nicky Crow တဲ့သူဟာမောမောတွေလို့ခေါ်တဲ့အင်မတန်အကျန်းဖက်လွန်တဲ့လူငယ်ကိုင်းရဲ့ခေါင်းဆောင်ပေါ် Nicky ဟာငငယ်ကမိဘတွေရဲ့စွန့်ပစ်ခြင်းကိုခံခဲ့ရပြီးမင်းဟာနှဆိုးကလေးပဲလို့အပြောခံခဲ့ရသူပါအဲ့ဒီတန်ရာတွေကသူ့ကိုတွေးနဲ့လူတက်ဖို့ဝင်မလေးတဲ့ဘာအကြောက်တရားမှမရှိတဲ့လူမိုက်တစ်ယောက်ဖြစ်လာစေခဲ့ပါတယ်ရဲတွေတောင်သူ့ကိုမြင်ရင်ခေါင်းခါရတဲ့အထိနာမည်ကြီးခဲ့တာပါမြစ်တာနဲ့အမုန်းရင်ဆိုင်တွေ့ကြတဲ့အခါတနေ့မှာတော့သူ့ဘဝကိုပြောင်းလဲစေမဲ့အလှည့်ပြောင်းတစ်ခုပေါ်လာပါတယ်ဒေးဗစ်ဝစ်ကာဆင်ဆိုတဲ့နေမျိုးလေးကတရားဟောဆရာတစ်ယောက်ဟာနယူးယောက်ကဂိုင်းစတာတွေကိုဖျားသခင်ရဲ့ချစ်ချင်းမြတ်တာအကြောင်းဝေငှဖို့အသက်ဆုံးပြီးရောက်လာခဲ့တယ်နစ်ကီကသူ့ကိုတွေ့တဲ့အခါအရန်ဒေါသထွက်ပြီးပါရိုက်ခဲ့တဲ့အပြင်မင်းကအနာကိုထပ်တိုးလာရင်ငါမင်းကိုတတ်ပြီးအပိုင်းပိုင်းခုတ်ပစ်မယ်လို့ရိုင်းရိုင်းဆိုင်ဆိုင်ချင်းချောက်ခဲ့ပါတယ်အဲ့ဒီအချိန်မှာတရားဟောဆရာဒေးဗစ်ကနစ်ကီရဲ့မျက်လုံးတွေကိုတက်တက်ကြည့်ပြီးပြန်ပြောခဲ့တဲ့စကားတစ်ခုကနစ်ကီရဲ့နှလုံးသားကိုဓာတ်နဲ့မွန်းတယ်လို့ဖြစ်သွားစေခဲ့တဲ့နစ်ကီမင်းငါကိုအပိုင်းပိုင်းခုတ်တက်ပစ်နိုင်ပါတယ်ဒါပေမဲ့မင်းတည်ထားဖို့ကအဲ့ဒီအပိုင်းစလေးတိုင်းကမင်းကိုယေရှုချစ်တယ်လို့ပဲအော်နေလိမ့်မယ်မာကျောတဲ့နှလုံးသားအရေးပျော်သွားတဲ့ညဒီစကားကနစ်ကီရဲ့တစ်သက်လုံးပိတ်ထားတဲ့နှလုံးသားတကားကိုစတင်လှုပ်ခါသွားစေခဲ့ပါတယ်တကူ98ခုနှစ်ဇူလိုင်လရဲ့တညမှာတော့နစ်ကီဟာဒေးဗစ်ရဲ့တရားပွဲတစ်ခုကိုတွားခဲ့ပါတယ်ဒါပေမဲ့စင်ဘော်ကဟောပြောချက်တွေကိုနားထောင်ရင်းနဲ့မူတီးခြင်းတွေအောက်မှာပုံနေတဲ့သူ့ရဲ့နာကျင်မှုတွေကိုဖျားသခင်မြင်နေရဆိုတာသူသိသွားတယ်။အဲ့ဒီညမှာပဲနစ်ကီဟာဖျားသခင်ရှိမှကလေးတစ်ယောက်လိုငိုကြွေးပြီးဒူးထောက်လောင်ရခဲ့ပါတယ်။သူ့လက်ထဲကဓားတွေကိုဆွတ်လုပ်ပြီးခရစ်တော်ကိုလက်ခံခဲ့ပါတယ်။သင်ခန်းစာယူစရာအချက်များဘသူ့ကိုမှလက်မလျှော့ပါနဲ့လူသက်သမားလူမိုက်လို့လူတွေတတ်မှတ်ထားပြီးတယောက်တောင်ပြောင်းလဲနိုင်ရင်ငါတို့ပုံစံကဘလို့လူမျိုးမရှိပြောင်းလဲနိုင်ပါလေဘုရားသခင်အတွက်တောက်ကြလုံးနေဆိုတာမရှိပါဘူးမေတ္တာရဲ့အစွမ်းဒေါသကိုဒေါသနဲ့မဟုတ်ပဲမေတ္တာနဲ့တုံ့ပြန်တဲ့အခါရန်သူဟာမိတ်ဆွေဖြစ်လာနိုင်ပါတယ်ဒေးဗစ်ရဲ့တီးခံခြင်းကနစ်ကီရဲ့ဘဝကိုကယ်တင်ခဲ့တာပါအတိတ်ကမင်းကိုအဆုံးဖြတ်မပေးနိုင်ဘူးမနေ့ကမင်းဘလောက်ပဲစိုးခဲ့ပါစေဘလောက်ပဲအမှားတွေလုပ်ခဲ့ပါစေဒီနေ့နောင်တရရင်ဖျားသခင်ကမင်းကိုအစ်စ်ကပြန်ဆခွင့်ပေးပါတယ်။နစ်ကီခရော့ဟာအခုဆိုရင်အသက်80ကျော်အရွယ်အထိကမ္ဘာတဝန်းမှာလမ်းမရောက်နေတဲ့လူငယ်တွေကိုကူညီပေးနေတဲ့ဧဝံဂေလိဆရာကြီးဖြစ်နေပါပြီ။သူ့ရဲ့အသက်တာပြောင်းလဲမှုဟာကျွန်တော်တို့တဦးစီတိုင်းအတွက်မျှော်လင့်ချက်တစ်ခုပါပဲ။မင်းကိုယေရှုချစ်တယ်ဆိုတဲ့စကားတစ်ခွန်းဟာလူသက်သမားတစ်ယောက်ကိုတောင်သူတော်စင်ဖြစ်စေနိုင်ခဲ့ရင်မိတ်ဆွေတင်းရဲ့ဘဝမှာရောဖျားသခင်ကဘလို့အံ့ဩစရာတွေပြင်ဆင်ထားဦးမလဲ